လေးရှားကနေရန်ကုန်ကိုပြန်တန်းတဲ့ MAI လေကြောင်းလိုင်းဟာခရီးသည်တွေရဲ့အိတ်180ကိုမတည်ဆောင်လာပြီးပြန်တန်းလာခဲ့ကြောင်းသိရှိရပါတယ်။လေရင်ပေါ်လိုက်ပါလာသူခရီးသည်တဦးဟာလေရင်မင်မှလေရင်နဲ့လိုက်မယ်ဆိုတဲ့ခရီးသည်တဦးရဲ့ခရီးဆောင်အိတ်ကိုကောင်တာ၌အပ်ပြီးလေရင်ပေါ်မတက်ပေးပြန်သွားလို့သူအပ်ထားခဲ့တဲ့ခီးဆောင်အိတ်တွေကိုပြန်စစ်ဆေးနေရလို့ကြံ့ကြာနေရပါတယ်။တောင်းပန်ပါတယ်လို့ခီးသည်တွေကိုပြောကြားခဲ့ကြောင်းသိရှိရပါတယ်။ရင်းအတွက်ကြောင့်ခီးစဉ်ဟာပုံမှန်ထက်တနာရီနောက်ကျပြီးမှရန်ကုန်လေဆိပ်ကိုရောက်ရှိခဲ့ကြောင်းလည်းသိရှိရပါတယ်။ရန်ကုန်လေဆိပ်ကိုလေရင်ဆိုက်ရောက်ပြီးနောက်ခီးသည်များမှာခီးဆောင်အိတ်တွေကိုရွေသောအခါ၌နိုင်ဝက်ကျော်သည့်အထိမိမိခီးဆောင်အိတ်တွေကထွက်မလာတော့လို့ဝန်နှန်းလားမသိရသောလူတစ်ယောက်ကမင်းအိတ်ကမလေးရှားမှာကြံခဲ့ပြီးထင်တယ်။အခုဆက်ပေါ်မှာတင်ထားတာကအကုန်ပဲလူလာရောက်ပြောဆိုခဲ့ပါတယ်။ခီးဆောင်အိတ်ရေ180ကျော်လောက်မလေးရှားမှာကြံခဲ့တယ်လို့လည်းသိရှိရပါတယ်။ရင်းဖြစ်ပျက်ကို MAI ကောင်တာမှာတွားရောက်စီရင်ပေးခဲ့ရပြီးတောင်းပန်တာမျိုးမပြုလုပ်ခဲ့ကြောင်းနောက်တနေ့မှာ MAI မှပြန်လဲဆက်သွယ်တဲ့အခါခီးဆောင်အိတ်ကိုလာရောက်ယူဖို့သာပြောကြားခဲ့တယ်လို့သိရှိရပါတယ်။